Netherlands vs Japan ပွဲကြိုသုံးသက်ချက်2026ကမ္ဘာဖလား Netherlands နဲ့ Japan တို့ဟာ2026 FIFA World Cup အုပ်စုဖောက်ဖွင့်ပွဲမှာတနင်္ဂနွေနေ့ Dallas အားကစားကွင်းမှာရင်ဆိုင်ကစားကြမှာဖြစ်ပါတယ်။နှစ်သင်းစလုံးကအုပ်စုတက်ဖို့ရေပန်းစားနေတဲ့အသင်းတွေဖြစ်ပြီးပွဲကအရန်စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ After Super Computer ခန့်မှန်းချက် Netherlands အနိုင်ရနိုင်ခြေ49 Japan အနိုင်ရနိုင်ခြေ26တရေကျနိုင်ခြေကြံ့ရခိုင်နှုန်းဒါကြောင့်အော်ဖက်ကနယ်သာလန်ဘက်ကိုအနည်းငယ်ပိုအားသာတယ်လို့သတ်မှတ်ထားပါတယ်။နယ်သာလန်အသင်းရဲ့အားသာချက်များကမ္ဘာဖလားအုပ်စုအဆင့်မှာအရန်မာတဲ့အသင်းနယ်သာလန်ဟာကမ္ဘာဖလားအုပ်စုအဆင့်နောက်ဆုံး16ပွဲဆက်တိုက်ရှုံးပွဲမရှိသေးပါဘူး။12ပွဲနိုင်4ပွဲသက်ရေဒီစံချိန်ကလက်ရှိကမ္ဘာဖလားမှာအရှိဆုံးရှုံးပွဲမရှိစံချိန်ဖြစ်နေပါတယ်။အဖွင့်ပွဲစဉ်တွေမှာလည်းကောင်းOrange အသင်းဟာကမ္ဘာဖလားအဖွင့်ပွဲနောက်ဆုံး9ပွဲမှာ9ပွဲနိုင်2ပွဲသာရေဖြစ်ပြီးရှုံးပွဲမရှိသေးပါဘူး။သူတို့ရဲ့နောက်ဆုံးအဖွင့်ပွဲရှုံးပွဲက1938ခုနှစ်တုန်းကဖြစ်ခဲ့တာပါ။နယ်သာလန်ရဲ့သမိုင်းမှတ်တမ်း Netherlands ဟာကမ္ဘာဖလားမှာ1984 1988 2010 3ကြိမ်ဗိုလ်လုပွဲတက်ခဲ့ဘူးပေမဲ့ဖလားမရခဲ့ပါဘူး။အခု2026ပြိုင်ပွဲကသူတို့ရဲ့12ကြိမ်မြောက်ကမ္ဘာဖလားဝင်ရောက်ခြင်းဖြစ်ပါတယ်။ကမ္ဘာဖလားသမိုင်းတစ်လျှောက်နယ်သာလန်ရဲ့နိုင်ပွဲရာခိုင်နှုန်းက54.5ရှိပြီး Brazil, Germany, တို့ပြီးရင်တတိယအကောင်းဆုံးစံချိန်ဖြစ်ပါတယ်။အဓိကကစားသမား Memphis Depay ကနယ်သာလန်ရဲ့အရေးကြီးဆုံးတိုက်စစ်သမားတစ်ယောက်ဖြစ်လာဖို့မျှော်လင့်ရပါတယ်။ခြေစစ်ပွဲမှာ8ဂိုးသွင်း4ဂိုးဖန်တီးလုံနိုင်ခဲ့ပြီးအသင်းရဲ့တိုက်စစ်ကိုဦးဆောင်ခဲ့ပါတယ်။ဂျပန်အသင်းရဲ့အားသာချက်များဂျပန်ဟာနောက်ပိုင်းနှစ်တွေမှာအရန်တိုးတက်လာတဲ့အာရှအသင်းတစ်သင်းဖြစ်ပါတယ်။ကမ္ဘာဖလားအဖွင့်ပွဲ2ကြိမ်ဆက်နိုင်ထား2018ကိုလံဘီယာကို2-1နဲ့နိုင်2022ဂျာမနီကို2-1နဲ့နိုင်ဒါကြောင့်ဒီတစ်ခါမှလည်းအံ့အားသင့်စရာဖန်တီးနိုင်တဲ့အသင်းဖြစ်သတ်မှတ်ခံထားရပါတယ်2022ကမ္ဘာဖလားမှာဂျာမနီစပိန်တို့ကိုနိုင်ခဲ့ကာတာ2022မှာ Germany, Spain, တို့လိုဥရောပအင်အားကြီးအသင်းတွေကိုအနိုင်ယူခဲ့တာကြောင့်ဂျပန်ကိုဘယ်အသင်းမှရှုံးမတွက်ရဲတော့ပါဘူးဂျပန်ရဲ့မှတ်တမ်းများဂျပန်ဟာအခု2026ပြိုင်ပွဲကို8ကြိမ်ဆက်တိုက်ကမ္ဘာဖလားဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါကအာရှအသင်းတွေထဲမှာ South Korea ပြီးရင်ဒုတိယအရှိဆုံးစံချိန်ဖြစ်ပါတယ်။ဒါပေမဲ့ဂျပန်ဟာကမ္ဘာဖလားမှာ16သင်းအဆင့်ထက်တစ်ခါမှမကျော်ဘူးသေးပါဘူး။ဂျပန်အသင်းရဲ့အဓိကကစားသမားများတာဂက်ဖူစာကူကို Takefusa Kubo, ခြေစစ်ပွဲမှာ4ဂိုး8ဂိုးဖန်တီးစုစုပေါင်း12ဂိုးပါဝင်ပတ်သက်ခဲ့ပါတယ်။ Junior Ito, တဂိုး10ဂိုးဖန်တီးလုံနိုင်ခဲ့ပါတယ် A Sweden, A Sweden, 8ဂိုးသွင်း2ဂိုးဖန်တီးလှုပ်ထားပါတယ် Udine Gatamo, Udine Gatamo ဟာအသက်39နှစ်အရွယ်မှာတောင်ကမ္ဘာဖလား5ကြိမ်ပါဝင်တဲ့ပထမဆုံးအာရှကစားသမားဖြစ်လာပါတယ်။ပွဲရလက်ခန့်မှန်းချက်သမိုင်းမှတ်တမ်းအတွေ့အကြုံ Squad Depth တွေအရနယ်သာလန်ကအနည်းငယ်ပိုအားသာပါတယ်။ဒါပေမဲ့ဂျပန်က Counter Attack နဲ့ Pressing Football အရန်ကောင်းပြီးအံ့အားသင့်စရာဖန်တီးနိုင်တဲ့အသင်းဖြစ်လို့ပွဲကအရန်ခက်ခဲနိုင်ပါတယ်။ခန့်မှန်းရလက်နယ်သာလန်နဲ့ဂျပန်တို့မဟုတ်တရေဖြစ်နိုင်ချေများပါတယ်။